္ဂလာပါဗျာဘဝမှာမင်္ဂလာရှိပြီးအောင်မြင်မှုဆိုရင်တော့ဒီဆုံးမစကားတွေကကျွန်တော်တို့တွေအတွက်ကျွန်တော်တို့လူအဖွဲ့အစည်းအတွက်အကျိုးများစေပါတယ်ခင်ဗျာမင်္ဂလာရှိတော့ပထမရှေ့လန်းလူတိုင်းဟာဘဝမှာအောင်မြင်ရင်ကြတယ်ပျော်ရွှင်ရင်ကြတယ်ဒါပေမဲ့အောင်မြင်ခြင်းရဲ့လိုဝက်ချက်ကဘာလဲလို့မေးရင်တော့လူတိုင်းဖြေနိုင်ဖို့ခဲရင်လာပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဘာရာဏသီပြည်မှာတုတလူအမိရတဲ့လူငယ်လေးတယောက်ရှိခဲ့ဘူးတဲ့ကွယ်သူဟာအရွယ်နဲ့မလိုက်အောင်အတွေးခေါ်နှစ်နဲချင်းသူဖြစ်ပေမဲ့လက်တွေ့ဘဝမှာတော့ဘယ်ကနေစတင်ရမလဲဆိုတာဝေခွဲမရဖြစ်နေသူပါဒီနေ့မှာတော့တုတဟာမြို့ပြင်ကတောအုပ်လေးထဲမှာတရားအားထုတ်နေတဲ့ဆရာကြီးတဦးစီချင်းကပ်ပြီးဘဝမှာမင်္ဂလာရှိရှိနဲ့အောင်မြင်အောင်ဘလို့အစပြုရမလဲဆိုတာကိုမေးမြန်းခဲ့ပါတယ်ဆရာကြီးကပြုံးပြီးငါသားမင်္ဂလာဆိုတာအဝေးကြီးမှာမဟုတ်ဘူးမင်းရဲ့ပတ်ဝန်းကျင်နဲ့မင်းရဲ့ဆုံးဖြတ်ချက်ထဲမှာပဲရှိတယ်လို့ဆိုကဆရာကြီးကပြောပြလိုက်တယ်ဒီမင်္ဂလာ၃ပါးကိုကျင့်သုံးမယ်ဆိုရင်မောင်ရင်လူချင်းရဲ့မင်္ဂလာနဲ့ပြည့်စုံတဲ့အောင်မြင်မှုရရှိမှာမလွဲဧကန်ပဲပထမဆုံးတီးထားရမှာကအမောင်ကိုရှောင်ဖို့ပဲလို့ဆရာကြီးကစကားကိုစလိုက်ပါတယ်ငါသားမိသွေးခဲဟာပူနေရင်ကင်တဲ့သူကိုလောင်ကျွမ်းစေတယ်လို့အေးနေရင်လည်းကင်တဲ့သူရဲ့လက်ကိုမဲညက်စေတယ်လူမိုက်ဆိုတာအဲ့ဒီမိသွေးခဲလိုပဲသူတို့နဲ့ပေါင်းရင်ကိုယ့်ရဲ့အကျင့်စရိတာတွေမဲညစ်လာမယ်ဒါမှမဟုတ်သူတို့ကြောင့်ဒုက္ခမီးတွေလောင်ကျွမ်းရမယ်ဒါကြောင့်မင်္ဂလာရှိတဲ့ဘဝကိုတည်ဆောက်ခြင်းရင်အတ္တိဝနာစဘာလာနံလူမိုက်တွေကိုအဝေးကရှောင်ရမယ်ဒါဟာဘဝရဲ့ပထမဆုံးကာကွယ်ခြင်းပဲသူတာကစဉ်းစားပါတယ်လူမိုက်ဆိုတာဓာပြားသယူမဟုတ်ဘူးသူတစ်ပါးအကျိုးဖြစ်စီသူအချိန်ဖြုံးသူအသိပညာကိုမလေးစားသူတွေဟာလေလူမိုက်တွေပါပဲလားလို့သူသဘောပေါက်သွားတယ်ဆရာကြီးကဆက်ပြောပါတယ်အမောင်ကိုရှောင်ယူနေမပြီးသေးဘူးအလင်းကိုလည်းရှားရမယ်ဒုတိယချက်ကပန္ဒိတာနန်စာသေဝနာပညာရှိသူကိုမှီဝဲစည်းကပ်ရမယ်စန္ဒကုနန္တာလုံးကိုပတ်ထားတဲ့စက်ကူလေးတောင်နန္တာနဲ့မွေးပြတ်လာတယ်လို့ပေါ့ပညာရှိသူအမျော်မြင်ရှိသူတွေနဲ့နှီးဆက်တဲ့အခါသူတို့ရဲ့အတွေးခေါ်သူတို့ရဲ့စီကန်းနဲ့သူတို့ရဲ့လမ်းညွှန်မှုတွေကမင်းရဲ့ဘဝကိုအလိုလိုမွေးပြတ်လာလိမ့်မယ်မသိတာကိုမေးမြန်းရမယ်သိတာကိုကျင့်သုံးရမယ်ဒါဟာဘဝကိုအလင်းပြပေးမယ်မီးရှူးတန်ဆောင်ပဲနောက်ဆုံးမှာတော့ဆရာကြီးကခိုင်မာတဲ့အုံမြစ်တစ်ခုအကြောင်းပြောပြပါတယ်နောက်ဆုံးအချက်ကတော့ကိုယ့်ထက်သားလွန်သူတွေကိုအတိအမှပြုတတ်ဖို့ပဲလောကမှာငါပဲသိတယ်ငါပဲတတ်တယ်ဆိုတဲ့မာမနာဟာတိုးတက်မှုကိုပိတ်ပင်တတ်တယ်ပူဇာစပူဇနီယာနံပူဇော်ထိုက်သူကိုပူဇော်ရမယ်ကိုကိုကျွေးမွေးခဲ့တဲ့မိဘပညာသင်ပေးတဲ့ဆရာဂုံတိတ်ခါကြီးမားတဲ့သူတော်စင်တွေကိုလေးစားသမှုပြုရမယ်အပင်တပြဟာမြေဩဇာကောင်းမှကြီးထွားတယ်လို့လူတယောက်ဟာလည်းဂျေဇုတရားကိုသိတတ်မှပူဇော်ထိုက်သူကိုယိုးတေမှသာဘဝရဲ့ဂုံရောင်ဝါဟာတောက်ပလာမှာဖြစ်တယ်။ပုံမြင်လေးအဆုံးမှာတော့တုတဟာကြည်လင်လက်မျက်နှာလေးနဲ့အိမ်ပြန်လာခဲ့ပါတယ်။သူဟာလူမိုက်တွေကိုပြက်ပြက်သားသားရှောင်လိုက်တယ်။ပညာရှိသူတွေစီမှအမြဲစီကတ်တယ်။မိဘနဲ့ဆရာသမားတွေကိုလည်းမမေ့မလျော့ပူဇော်တယ်။မကြခင်မှာလည်းတုတရဲ့ဘဝဟာအားလုံးကအားကြရရဲ့မင်္ဂလာရှိသောဘဝတစ်ခုဖြစ်လာခဲ့ပါတယ်။ချစ်ပေးတဲ့သူခင်ဗျာလူမိုက်ကိုရှောင်ခြင်းဟာကာကွယ်မှုပညာရှိကိုပေါင်းခြင်းဟာဖြည့်ဆည်းမှုပူဇော်ထိုက်သူကိုပူဇော်ခြင်းဟာအုတ်မြစ်ချမှုပဲဖြစ်ပါတယ်ဒီအချက်၃ချက်ကိုသာကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာအသုံးချနိုင်မယ်ဆိုရင်မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့အောင်မြင်မှုလမ်းစာကိုပိုင်ဆိုင်နိုင်မှာအသေးချာပဲထင်ပါတယ်ခင်ဗျာ